cái cái lỡ show này là cái ဘာမှမရှုပ်ဘူးကိုဘာလဲဘာပြောမလို့လဲအခုတန်နဲ့ပျော်လွန်နေပုံပေါက်နေနော်ဘာလဲထီပေါက်လို့ကိတ်ကိုမုံကျင်းမလို့ဖုန်းဆက်တာလား ဘာရကိုယ်တိုင်ထီပေါက်လို့ရှိရင်ဒီလောက်တောင်မပြောဘူးဒီဘုံ10သိန်းစုကကဲအေးဟိုနံပါတ်တစ်ခုတည်းဟို10ကထိုးပြီးတော့သိန်း100ကန်ထိုးသွားရလို့ရှိတယ်အဲ့ဒါအခုဘိုင်အင်တာဗျူးချိန်နေတာလေအဲ့ဒီအမတွေကအလုံးရမ်းရှုပ်တော့ကြတော့သူတို့အားတဲ့အချိန်လေးပဲအင်တာဗျူးရမှာမလို့ကိတ်အဆင်ပြေရလားလို့ Oh my god ပျော်စရာကြီးမိုက်လိုက်လား10သိန်းစုကနေပြီးတော့သိန်း100လောက်တောင်ရသွားတော့နော် Oh my god အားတယ်မအားလဲအောင်လို့လုံမှာဆိုတော့အခုလာအင်တာဗျူးက အခုခေါ်ချင်တာကဲအခုအဲ့ဒါလေရတယ်ဆိုလို့ရှိရင်အဲ့ဒီမတွေကိုဘိုင်တခါတည်းချိန်လိုက်မလို့လေတယောက်တည်းတင်ပျော်တာမဟုတ်ဘူးနေဦးတီတစ်ခွက်လုံးကပျော်နေတာ ရတာပေါ့ဘိုင်းကလည်းအခုပဲလာခဲ့မယ်အခုပဲအဲ့လိုမျိုးဆို view ကျင်နေတာလာပြီဘိုင်းကြီး ဟုတ်ကျေးဇူးတင်ပါတယ်ကဲအဲ့ဒါဆိုလို့ရှိရင်ဘိုင်တို့အင်တာဗျူးမှာတွေ့မယ်နော် ဟုတ်ကဲ့ပါတတာဘိုင်း ဟုတ်တတာ မောင်ဖိုးကိုအားပေးချက်နဲ့သူတအိုးကဒီလိုစုကြီးပေါ့နော်10သိန်းစုကြီးကို10ဆောင်ထိုးပြီးတော့မှ7သိန်း100ကန်ထူးသွားတယ်ဆိုလို့ကိတ်ကအခုဆက်စုမှတ်ဖို့လုပ်ဖို့ရောက်လာဖြစ်ပါတယ်ရှင်ဒီကန်ထူးရှင်လေးကစူပါဖူးရဲ့အပတ်စဉ်8မှာနံပါတ်2 10ဆောင်ထိုးပြီးတော့မှပထမစုဖြစ်တဲ့10သိန်းစုကြီးကိုကန်ထူးသွားတာဆိုတော့ तू ကသိန်း100ပေါက်သွားတာပေါ့နော်ဆိုတော့ဒီကန်ထူးရှင်လေးကိုကိတ်ကမေးခွန်းလေးမေးဖို့ဖိတ်ခေါ်ထားပေးမယ်လဲကန်တူးရှင်လေးကအချိန်လေးအခက်ခဲလေးရှိနေလို့မလာနိုင်ဘူးပေါ့နော်ဆိုတော့ဒီကန်တူးရှင်လေးကိုစားအပျော်တွေမျှဝေပေးဖို့ဒီကန်တူးရှင်နဲ့အရန်ကိုမှကန်ဆက်တဲ့ agent တူကိုဂိတ်တို့ interview ကိုဖိတ်ခေါ်ထားပါတယ်ဒီအရန် lucky chance ဖြစ်တဲ့ပေါ့နော်ဒီ agent လေးကဘယ်သူဖြစ်မလဲဆိုတာဂိတ်တို့တူကြည်လိုက်ရအောင်ဟုတ်မင်္ဂလာပါရှင်agent နာမည်လေးနဲ့နံပါတ်လေးတစ်ချက်လောက်မိတ်ဆက်ပေးပါအောင်နော် မင်္ဂလာပါကျမကတော့မောင်ရနိုင်တဲ့ကတာဝန်ခံမက်လို့တာဖြစ်ပါတယ်ကျမကဒီ NOH ကိုorganization agent အနေနဲ့ရောင်းချပေးနေတာဖြစ်ပါတယ်ကျမရဲ့ဖုန်းနံပါတ်ကတော့9000009ဖြစ်ပါတယ်ဒါမတ်နိုတာပဲကိတ်နဲ့အရင်တော့တွေ့ပြီเนาะပေါင်မောင်းရှစ်လုံးပိုင်ရှင်လေးနဲ့အခုပြန်တွေ့ပြီဆိုတော့ဒီ interview မှာဒီလိုမျိုးနောက်ထပ်တစ်ချိန်ထပ်ဆောင်ရတာအရန်ဝမ်းတာတယ်မတ်နိုတာပြီးတော့မတ်နိုတာလုံးဝ lucky charm လေးပဲเนาะမတ်နိုတာဆီကနေကိတ်တီးရတော့တော့ confusion အများကြီးထွက်ပေါ်နေတာပဲဆိုတော့အဲ့ဒီပေါ်မှာမတ်နိုတာရဲ့ဒီ PT စကားတန်လေးကိုကြားချင်လို့အဲ့ဒါလေးကိုအရင်ဦးဆုံးပြပြပေးပါအောင်ရှင်ကျမအရင်ပျော်နေပေါ့နော်ဘယ်လိုပြောမလဲနေဦးတီကောက်ထဲဝင်လို့မရဘူးအဲ့လိုမျိုးဒီပေါက်စင်ကထွက်လာပြီပေါ့နော်ကျမကမာဗယ်တင်းရပေါ့လေမာဗယ်တင်းထဲမှာဒီအပိုင်းတို့နောက်တခြားပေါ့နော်ကျမတို့နဲ့ချီလူရောက်တဲ့လူတွေကဒီလိုမျိုးပေါက်စင်ကြီးကိုကျင်းနေတဲ့အချိန်မှာကျမကောက်ထဲဝင်လို့မရဘူးပြီးလိုက်ပြီးတော့ဝင်လို့ရတဲ့အချိန်မှာကျမကြည့်လိုက်ပြီးတော့ကျမအဲ့10သိန်းနဲ့သိန်း100နဲ့ကျမမှားပြီးတော့ကြည့်နေတာလေအဲ့ဒါကျမသွားပြောတာဟုတ်တော့9သိန်းစု2စုတောင်ပါတယ်လို့ပြောတဲ့အချိန်ဘိုင်က2စုဟုတ်လို့လားတဲ့ဘယ်နှစုပါအောင်ဘယ်နှဆောင်အောင်ဖက်ထားလဲဆိုတာပြန်ကြည့်ပါအောင်ဆိုတော့ပြန်ကြည့်တယ်မောက်လက်နဲ့လေထောက်ကြည့်လိုက်ရောသိန်း100ဖြစ်နေပြီးတော့လေ9သိန်းစု2စုမဟုတ်10သိန်းစု10စုဖြစ်နေတာချက်ချင်းပေါ့နော်ဒီနာအလူတွေပြောပါပေါ့ကျမလက်ကိုခိုင်ထားပါအောင်လို့ကျမအခုလက်တွေတားတုံနေတယ်လို့မျိုး6ကြည့်ပြီးတော့လို့အခုချိန်ကြီးကျမပျော်နေပေါ့နော်ဟုတ်ကဲ့ပါဟုတ်ဒါမတ်နိုရာရဲ့အခုဖြေသွားတဲ့စကားတန်နေရတဲ့ကိုကိတ်ဟိုခံစားလို့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီလိုမျိုးဒီနံပါတ်2ကုံမပေါ့နော်ဒီလိုမျိုးပြီးတော့ဒီ super phone မှာဒါတစ္ဆာစုပြီးသွားလို့ရှိရင်ဒါပထမစုကစုတီအမြင့်ဆုံးပဲပေါ့နော်10သိန်းအဲ့10သိန်းကိုမှ तू ကနံပါတ်2ကို10ဆောင်တောင်ထိုးပြီးတော့မှသိန်း100ဆိုတော့ဟိုကန်ထူးရှင်မပြောနဲ့မတ်နိုရာရဲ့အတန်ထဲမှာကိုအရန်အပျော်တွေအရန်ခံစားမိနေလို့ဆိုအတန်တွေပါတုံနေတာဆိုတော့လေဆိုတော့မန်နိုရာအနေနဲ့ဒီလိုမျိုးကြုံတောင်းကြုံခဲကန်ထူးရှင်ကိုယ့်စီကနေထွက်ပေါ်သွားတဲ့အပေါ်မှာရောဘယ်လိုမျိုး feeling လေးရလဲမအရင်ပျော်တယ်လေကျမလေကျမစီမှာထီထိုးတဲ့လူမျိုးလေတားထီပေါက်စီချင်တာဒါကတော့ထီရောင်းတဲ့လူကထီပေါက်စီချင်တယ်ပေါ့နော်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်လေကျမတို့စီမှာထီဝယ်ရတယ်ဆိုတဲ့လူတွေကလေပတ်စံလေးကို1000 2000အဲ့လိုစုပြီးတော့လာဝယ်ရတယ်လူတန်းစားအများတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျမတို့တွေကဒါတန်းရင်တစ်ဖွဲ့တွေဖြစ်တဲ့အတွက်ကျမတို့စီမှာအများဆုံးထိုးတာလည်းဒါစစ်ဆောင်တွေပေါ့နော်စစ်ဆောင်တွေကအလောက်ကန်နေတင်ကောင်းလေမကောင်းတော့ပတ်စံလေးတွေအဲ့လိုစုပြီးတော့လာထိုးရတာဒီချီကိုထိုးဖို့ဆိုတာလည်းစူပါဖုန်းရှိတယ်NOH ရှိရဆိုတာကိုကျမကသူတို့တွေကိုပြောပြတော့သူတို့ကလည်းဒါကန်ဆန်းနေတာပေါ့သူတို့ကန်လေးတွေသူတို့မှာဒီချီကိုဝယ်ဖို့အကောက်တွေလည်းမရှိဘူးအဲ့တော့သူတို့ကအပြင်ကနေပြီးတော့ငွေသားအနေနဲ့ပတ်စံလာပေးကြတယ်1000ပေးပြီးတစ်ခွက်ထိုးရလို့ရှိတယ်2000ပေးပြီးနှစ်ခွက်ထိုးရလို့ရှိတယ်အဲ့လိုမျိုးဆိုတော့
ကျမအရင်ပြောတယ်ဟုတ် ဟုတ်ကဲ့ဟုတ်ကဲ့ပါမနူရောနဲ့တူတူကိတ်တို့လည်းထပ်တူပျော်မိရပေါ့နော်ဆိုတော့အခုဒီကန်ထူးရှင်လေးကမနူရာစီမှာအဲ့နံပါတ်ကိုပေါ့နော်အခုထွက်သွားတဲ့နံပါတ်ကိုသူကိုယ်တိုင်ရွေးပြီးထိုးသွားတာလားဒါမှမဟုတ်လို့ရှိရင်မနူရာကိုပဲရတယ်မနူရာစိတ်ကြိုက်ရွေးပြီးတော့ဒါထိုးဆိုပြီးတော့ပြောသွားတာလားရှင် မဟုတ်ဘူးအမကအဲ့နံပါတ်တစ်ခုတည်းကိုပဲ10ဆောင်ထိုးခိုင်းသွားတာထိုးခိုင်းပြီးတော့အဲ့ပြီးတော့သူလည်းမလာတော့ဘူးပေါ့နော်ကျမလည်းသူကထိုးခိုင်းသွားတာတစ်ချိန်ဒါပေမဲ့ကျမတို့က line တွေကတည့်တန်းကြိတ်နေရအောင်လေအဲ့ line ရတဲ့အချိန်ကိုအပြေးလွှားလေးဖြတ်ထားရတာဖြတ်ထားပြီးတော့ပြီးမှလည်းအမအောင်နောက်မှဖြီရရတယ်ပေါ့လေဆိုပြီးတော့ပြောလာတာဒါပေမဲ့အမကအပတ်စဉ်နံပါတ်တစ်ခုတည်းကိုပဲ10ဆောင်အပတ်တိုင်းထိုးနေတဲ့အမဒီတစ်ခေါက်မှတော့လုံးဝ10သိန်း10စုပောက်သွားတာပဲပေါ့နော်အရမ်းမိုက်တယ်ဒါမျိုးဖြစ်လာမယ်လို့ကျမတစ်ခါမှမတွေးထားဘူးအဲ့လိုဖြစ်နေတယ် ဟုတ်တယ်ကိတ်တို့ဒီနေဦးတီဖွဲသားတွေလည်းလုံးဝ surprise ဖြစ်သွားတာပေါ့နော်ဒါကအဲ့လိုမျိုးတစ်ခါမှမကြုံဘူးသေးဘူးလေနော်ပြီးတော့ကိုရီးယားပေါက်လဲပုံမှန်ဆိုလို့ရှိရင်တယောက်တည်းကပဲတစ်ဆောင်လောက်ကပဲပေါက်သွားဆိုတော့ဒါကတော့ပုံမှန်ဖြစ်စဉ်အတိုင်းပဲပေါ့နော်ဒါပေမဲ့ဒီတစ်ခေါက်ကကျတော့နံပါတ်1ခုတည်းကနေနံပါတ်2တစ်ခုတည်းကိုကန်တူးရှင်10ဆောင်ထိုးသွားတယ်အဲ့10ဆောင်နေမှာအခုဆိုလို့ရှိရင်1000ကိုထိုးသွားပြီးတော့မှဒါ300ကြီးတောင်ရသွားဆိုလို့ရှိရင်ဒါအစရည်အတွက်နဲ့တွက်မယ်ဆိုလို့ရှိရင်အစ1000လောက်กว่าတယ်ပေါ့နော်ဆိုတော့ကန်တူးရှင်ရဲ့အပျော်တွေကလည်းအစ1000လောက်အရန်တိုးပြီးပျော်နေမယ်လို့ထင်တယ်မနူရာတို့လည်းကန်တူးရှင်နဲ့တူထပ်တူပဲပေါ့နော်အဲ့လိုပျော်နေမယ်လို့တော့ကိတ်ကထင်တယ်ဆိုတော့မနူရာအနေနဲ့ရောဒီကန်တူးရှင်ကိုမေးဖြစ်သေးလားဒီနံပါတ်တစ်ခုတည်းကိုသူဘာကြောင့်မလို့ပေါ့နော်10ဆောင်လုံးထိုးဖြစ်သွားတာလဲဆိုတာကိုလေဟုတ် နေဖြစ်တယ်ပေါ့နော်အမကဘယ်လိုပြောလဲဆိုတော့ဒီလိုပဲသူ့စိတ်ထဲမှာရှိတဲ့နံပါတ်တစ်ခုကိုချရေးပြီးသူလာထိုးလိုက်တာပဲပေါ့နော်သေထိုးတော့မဟုတ်ပေါ့လေဒါပေမဲ့အမအရင်ကံကောင်းနေရဲ့အဲ့နဲ့အဲ့လိုမျိုးစေစုဆိုတာနော်ကျမအဲ့လိုတာလာမယ်လို့ဘယ်လို့မှမထင်ပါဘူး ဟုတ်တယ်နော်သူကလည်းဆိုပါဆိုကိတ်တို့မှမွေးနေ့ရက်ကိုရွေးပြီးထိုးတာမျိုးဆိုလို့ရှိရင်တော့သူ့အတွက်လည်းအမတ်တရဖြစ်မယ်ပေါ့နော်ဒါတောင်မှ तू ကအဲ့လိုမျိုးထိုးတာမဟုတ်ဘဲနဲ့ဒီတိုင်းပဲအမဒီမှာကြာပန်းလာထိုးသွားရင်းနဲ့ဒီလိုစုကြီးဒီလောက်အမောင့်ပမာဏကိုပောက်သွားတာဆိုတော့လုံးဝအမအနေနဲ့လည်း surprise သူ့အနေနဲ့လည်း surprise ပေါ့နော်ဒါအကုန်လုံးကိတ်တို့ team တစ်ခုလုံးကလည်း surprise ဖြစ်နေရပဲပေါ့နော်ဆိုတော့သူကဒီပေါ့နော်အမစီမှာအမြဲတမ်းလာပြီးတော့ကန်ဆန်းနေကြလားကန်ဆန်းတိုင်းရောအခုလိုမျိုးအဆောင်လေးတွေအများကြီးပေါ့နော်ကန်ဆန်းတဲ့သူပဲလားမ တစ်ပတ်ကို10ဆောင်ပဲဝယ်နိုင်တယ်လေနော်ဘာဖြစ်လို့လဲဆိုတော့ဒီဘက်မှာရှိတဲ့လူတွေကတော့မပြည့်စုံကြဘူးအရင်တော့ကတော့နေခဲ့ရတာတောင်တာတွေနော်အခုကျတော့နေချင်းညချင်းပေါ့နော်ဘဝပြောင်းလဲသွားတာလေဆက်ရမယ်ဆိုကြဆိုတော့သူတို့မှာအရင်တော့ဘာမှမဟုတ်တဲ့ပတ်စံအခုချိန်မှာတော့သူတို့တော့ကဒါဒီပတ်စံငွေ1000နဲ့သူတို့ထိုးလိုက်တဲ့အချိန်မှာ300ရသွားတယ်ဆိုတာကြီးကတော့ဒါငွေတွေအများကြီးရသွားတယ်ဒါပေမဲ့အဲ့300မပေါက်ဘဲနဲ့အဲ့ငွေ1000ကိုသူတို့မပေါက်ဘူးဆိုလို့ရှိရင်ဒါသူတို့တွေရဲ့လောက်အားကပေါ့နော်ဒီနေရာမှာအကြပန်းလောက်ကြရတာလေလောက်ပြီးတော့ဘဝကိုရှေ့ဆက်ကြရတာအဲ့လိုမျိုးပေါ့အရင်တော့ကတော့အိမ်ကြီးရခိုင်နေကြတယ်ဆိုရင်လည်းအခုချိန်မှာတော့အဲ့လိုမျိုးဟုတ်ကြတော့ဘူးပေါ့လေဘဝတွေကြောင်းလဲသွားပြီဆိုတော့ဒီ1000ကသူတို့အတွက်မပေါက်ဘူးဆိုလို့ရှိရင်လည်းဒါနေစားကလေးစုံပြီပေါ့လေပေါက်တယ်ဆိုတော့လည်းခက်နေအများကြီးရပြီးတော့သူတို့လည်းပျော်ရတာပေါ့ဒါပေမဲ့ကျမသိပါတယ်ဒီပတ်စံ300ကဒီတဲကိုပဲပေါ့နော်တော်လန်ရေးတဲ့ကိုအကုန်လုံးပဲပြန်ပြီးတော့စီစဉ်သွားမှာပါဘာဖြစ်လို့လဲဆိုတော့ဒီစစ်ကြောက်တွေ့ကြုံခံစားရတာကိုကျမတို့လိုပဲကျမတို့ကောင်းဝင်းစင်မှာရှိတဲ့အမားတို့လိုမျိုးတွေရတယ်မျိုးတွေရတယ်ပေါ့နော်တိတိကျကျကိုသိတယ်ပေါ့နော်အရန်ခါသိရတယ်ဆိုတော့ဒီ300လုံးကပတ်စံ300ရတဲ့အတွက်ဖုံးဝင်မယ်လို့ပါလို့ဆိုတာဖြစ်လာမှာမဟုတ်ပါဘူးအကုန်လုံးကဒီတော်လန်ရေးတဲ့ကိုအကုန်လုံးပြန်စီစဉ်သွားမှာပါအဲ့ဒါမှလည်းများထောက်ပတ်နိုင်မှမြန်အောင်မယ်ဆိုတဲ့အတွေးနဲ့ပဲဒီလိုပဲဖြစ်သွားမှာပါဟုတ်ကဲ့ပါဟုတ်အမပြောသလိုပဲပေါ့နော်အမတို့ဒီဘက်ကိုအမတို့ရှိနေတဲ့ဘက်တွေကစစ်ရှောင်နေများတယ်အဲစစ်ရှောင်နေများတဲ့အတွက်ဒီစစ်ရှောင်နေရလဲပေါ့နော်ကိုနိုင်ရအားနေပြီးတော့မရှိရလေးပေါ့နော်ဒီလိုမျိုးပါဝင်နေကြတာတည်တော့အရန်ကိုသူတို့ကိုလည်း appreciate ဖြစ်တယ်သူတို့စိတ်သက်တွေကိုလည်းကိတ်ကတော့အရန်လေးစားရပေါ့နော်ဘာလို့လဲဆိုတော့ဥမာဆိုပါလို့တသိန်းလောက်ရှိရဲ့လူက1000လောက်သုံးတာဘာမှမပြောပါတော့ဘူးဆိုပေမဲ့1000လောက်ပဲရှိရဲ့လူက1000သုံးတယ်ဆိုတာကဒါဘလို့ပဲနေတာသူတို့ရဲ့တကယ်လှုပ်ချင်တဲ့စိတ်ဒီနေရာမှာပါဝင်ခြင်းတဲ့စိတ်ဆိုတာရှိမှဒီလိုမျိုးလှုပ်ဖြစ်ကြတာလေ
နော်ဘာလို့ဆိုတော့လူတွေကကိုယ့်ရဲ့နေ့တူမှာနေစဉ်စားရေးတောက်ရေးအတွက်အကုန်လုံးကစိတ်ပူရတယ်အခုလိုအခြေအနေမျိုးမှာဆိုပိုတောင်ဆိုးသေးတာပေါ့ဥမာလေရင်လာကျဲမှာကြောက်ရမလားကိုအခုရှိနေတဲ့နေရာမှာတခုခုများပျက်စီးသွားမလားစသဖြင့်ပေါ့လေအဲ့လိုဆိုရင်ပူပန်မှုတွေအများကြီးကြားနေမှာအခုလိုမျိုးစူပါဖို့ပေါ့နော်သူတို့အနေနဲ့တပတ်မှာ10ဆောင်ဆိုလို့ရှိရင်လည်းဒါမနေဘူးပြောရမယ်နော်တပတ်မှာ10ဆောင်ဆိုတော့တကယ်တမ်းတော့မနေဘူးအဲ့လိုမျိုး10ဆောင်လေးကိုသူတို့အနေနဲ့လုံးဝအဲ့လိုဒီဇိုင်းမတ်ပေါ့နော်အခုလိုမျိုးလေးပါဝင်နေတဲ့ခါကျတော့သူတို့အခုဆိုလို့ရှိရင်အဲ့ဒီသူတို့ပါဝင်ခဲ့တဲ့အသည့်အပွင့်တွေကိုအခုလက်ရှိခံစားနေရပြီပေါ့နော်ဘယ်လိုပဲနေနေဆိုတော့ဒီလိုမျိုးပါဝင်ခဲ့တဲ့ကန်တူးရှင်စိတ်တက်ကိုတကယ်ကိုလေးစားပါတယ်အခုလိုမျိုးနောက်ထပ်လဲပေါ့နော်နောက်နေမှာလဲဒီလိုမျိုးလေးပါဝင်ဖို့လဲကိတ်ကထပ်ပြီးတော့တောင်းဆိုပါတယ်လို့ဟုတ်ပြောပြပါအောင်ရှင်ဟုတ်ဆိုတော့မန်နိုလာကဒီပေါ့နော်ကန်တူးရှင်ကိုတွားပြီးတော့ဒီပေါ့နော်သူထိုးထားတဲ့10လောင်ကနေပထမဆို10သိန်းစုပေါက်သွားတာ7သိန်း100ရမယ်ဆိုတာကိုမန်နိုလာတွားပြီးအကြောင်းကြားတဲ့အခါမှာရောကန်တူးရှင်ရဲ့ reaction ကဘယ်လိုမျိုးဖြစ်သွားလဲပေါ့နော်မန်နိုလာအရင်ခောက်ဆိုလို့ရှိရင်ကန်တူးရှင်ကိုတွားပြောတော့မိကြီးတိုင်ရင်းနဲ့ကန်တူးရှင်မှန်တိသွားတယ်ကိုကြားလိုမျိုးပေါ့နော်အလွဲလေးတွေညာရှိအောင်မလားလို့လေအဲ့ဒါလေးကိတ်တို့တစ်ချက်လောက်မျှဝေပေးပါအောင်ရှင်10သိန်းကို10သိန်း10သူသိန်း100ရပါပြီဆိုတဲ့အချိန်မှာကျမကအရင်ဆုံးကန်လူးရှင်ကိုသွားပြောတာမဟုတ်ကျမရဲ့မာဘယ်တင်းကိုကျမအရင်သွားပြောတာဟာအကုန်လုံးကအရင်ပျော်နေကြသူတို့ကျမထက်ပျော်နေတယ်ဘာဖြစ်လဲဆိုတော့ဒါကြီးကလုံးဝ surprise ကြီးပေါ့နော်အဲ့လိုကြီးဖြစ်သွားသူတို့ပျော်ပြတဲ့အချိန်မှာဒီအမကို screenshot နဲ့ဒါသွားပြရတယ်ပေါ့နော်သွားပြတဲ့အချိန်မှာလည်းပေါက်မယ်လို့တော့မထင်ဘူးပေါ့နော်အမကလည်းအဲ့တော့အမလည်းအရင်ပျော်ရတယ်ပြောတော့ reaction ကဒီတစ်ခါကိုကြားလိုမျိုးဒီကျွေတိုက်တဲ့ reaction ကဖြေပေါက်တဲ့လူစီမှာဖြစ်တာမဟုတ်ဘူးကျမစီမှာဖြစ်တာကျမအဲ့ဒီသိန်း100ကျမတို့ဒီ Nike ကနေပါသွားတယ်ဆိုပြီးတော့ကျမလိုက်ကျွမ်းနဲ့ကျမရဲ့နေရာမှာတော့ကျမတောင်းကန်ဆိုပေမဲ့ကျမအကုန်လုံးကိုပေါ့နော်ကျမရဲ့မိသားစုဝင်တွေလည်းကျမချက်ပြုတ်ချွေးတာပေါ့လေသမင်းနေဟင်းနေပြီလို့ရှိရင်ကျမတို့Nike page ကိုဝင်ကြည့်လိုက်အဲ့လိုချက်တာတွေ့တာလိုက်ပေါ့ကျမချက်ထားတာအဲ့လိုမျိုးမင်းကိုပျော်သွားတယ်ပေါ့နော်လိုက်ကျွမ်းပြောပါစီနော်ထမင်းကိုပြောရတာတန်ပါတယ်နော်ကျမတို့ကကျွမ်းနဲ့မုံရခရိုင်မုံရနိုင်ကင်းဆိုမှမုံရခရိုင်အကျယ်ကြီးမုံရခရိုင်ကျော်ပြီးရင်းမောင်ပင်ခရိုင်ထိရောက်သွားတယ်ကျွမ်းနဲ့ကျမရဲ့ခမိုးကြီးကပျော့သွားအောင်နော်ပျော့သွားတော့ကျမတို့အဲ့နေရတော့တကွဲလုံးသမီးအဲ့တော့ဟိုဒီပေါ့သမီးကြီးကလည်းနည်းနည်းလေးပဲရှိတော့တယ်သမီးကြီးကပျော့သွားပြီဆိုတော့လည်းရေထက်ပြီးတော့နည်းနည်းလေးသမင်းလေးကိုပြဲအောင်ဆန်ပြုတ်ပြီးတော့ပဲဒါတနည်းကုန်တောက်လိုက်ရတယ်ပေါ့နော်ဒါပေမဲ့ကျမပြတ်မကြည့်ရကျမညနေ3နာရီထိလေကျမကြီးတော့မတောက်နိုင်ဘူးသိလားစူပါဘုတ်ထွက်တာ7နာရီနော်အဲ့ရှင်ကနေစကျမကြီးတော့မတောက်နိုင်ကျမတားပျော်နေတာသိလားတကယ်မှလေလုံးဝလည်းမျိုးချလို့မရဘူးဖြစ်နေတာအဲ့လိုမျိုးဘာလို့လဲဆိုကိုစီကထိုးသွားတဲ့သူကပောက်သွားတာလीเนาะဒီလိုမျိုးသတင်းဆိုတာဒီလိုမျိုးမတို့လိုမျိုးအဲ့လိုမျိုးဓာတ်ရိုက်သက်ဆိုင်တဲ့သူတွေမဟုတ်ဖ ೇನೆ ပေါ့နော်ကိတ်တို့လိုမျိုးဒီလိုမျိုးလုံနေတဲ့သူတွေတောင်မှကြားချင်းကွာဘသူမဆိုသိရမလားဒီလိုမျိုးပောက်သွားတယ်ဆိုတာသိတဲ့အချိန်မှာအရန်ပြောကြတာဒါမန်နိုရာလို့လုံးဝဒါကိုစီကနေမှာကိုလာပြီးတော့မှကိုစီကိုလာထိုးတဲ့သူကကန်ထူးသွားတာဆိုတော့မန်နိုရာတော့မပြောနဲ့ရောဆိုတော့ဒါပေမဲ့အဲ့နေရာမန်နိုရာရဲ့အလွဲလေးကလည်းဒါပေမဲ့ဘလို့ပဲဖြစ်အမှတ်တရဖြစ်တယ်လीเนาะဒီကိုရဲ့အဖွဲ့သားတွေလည်းသူတို့အနေနဲ့ဘလို့ပဲထမင်းလေးဘလို့ပဲပြောနေပါစေကိုရီရဲ့ဒါမိသားစုလိုအမလိုကိုရီအမြဲထမင်းဟင်းလေးပြင်ဆင်ပေးနေတဲ့အမစီကနေပေါ့နော်ဒီလိုမျိုးလေးကန်ထူးရှင်ကဒီလိုစုရသွားဆိုတော့သူတို့လည်းအမနဲ့ထပ်တူသူတို့ပျော်နေကြမှာပဲဆိုတော့ဒါပေမဲ့လွဲတော့လွဲဒါပေမဲ့လဲလေးနဲ့ကောင်းနေတဲ့အရာလေးတစ်ခုလို့ပြောလို့ရတယ်ပေါ့နော်ဟုတ်အဲ့ဒီအလွဲကညစီမပြီးဘူးအဲ့ဒီညမှာပဲဒီနွေဦးစီ page မှာလေcall ရှိတယ်လေ community call ရှိတယ်လေအဲ့ဒီမှာဒီကျမတို့ Marvel တင်းရလေ agent တွေလေCC တို့မာမေတို့ဝီဝီတို့နောက်နေတို့ပေါ့နော်အဲ့လိုမျိုး call ပြောကြတာပေါ့နော်သူတို့4ယောက်လေကျမကလေစံရုပ်တောင်းလိုက်ရတယ်ဆိုပေမဲ့ကျမအလုံးလုံးနဲ့အားတွေရှိနေတာသိရမှာခမင်းစားရတယ်ကျမရတယ်ပေါ့နော်အဲ့ဒီကျမတယောက်တည်းတောင်းမှန်းလားသိလားနာမည်ခေါ်ပေးပါနေတယောက်နဲ့အမကြီးလို့ခေါ်ပေးမနိုရာချောလိုက်တာလို့မှန်ပေးပြောပေးပါမပြောလို့ရှိရင်ကျမစိတ်ကောက်လိုက်မှာနော်ဆိုတော့ကျမတော်ကြီးတာတနေ့တော့အောင်ရင်းမှမနေဘူးနောက်နေ့ကျမှသူများတို့ကခင်ဗျားအဲ့တေးကမပန်းဘူးလားလေခင်ဗျားအဲ့လောက်တော့ကြွားမှန်းနေတာလေရှိနေမှာနှစ်ခုကားပဲကျမမှန်းနေကြည့်ပဲအမလေးညားကြည့်အောင်ကျမရဲ့အပြော်ရမရက်ပါဘူး
ဟုတ်တယ်လေနော်ဒါတွေကဘယ်လိုပြောရမလဲကိုကပျော်နေရဆိုတော့လေတခြားသူတွေကိုလည်းကိုကကို့အပျော်တွေကိုမျှဝေခြင်းတယ်လေပေါ့နော်ပြီးတော့အဲ့ချိန်မှာကတော့ကိုကဘာနေနေလုံးဝအဲ့ချိန်မှာအရင် active ဖြစ်နေလေကိတ်တို့ဆိုလို့ရှိရင်လည်းစုလေးနည်းနည်းမသိရမလား1000စုလေးဖြစ်ဖြစ်အဲ့လိုစုတိတိလေးပိုင်တာမှပျော်တာ哦ဆိုတော့ကိုကကို့စီကနေကွာအဲ့လိုမျိုးလုံးဝမထင်မှတ်ထားဘူး10သိန်းဟိုမှာအစနဲ့ပေါက်တာ10တောင်သိန်း100ဆိုတော့ဒါမနုရာအနေနဲ့ကမန့်တာမန့်ပေါ့နော်ကိတ်ကတော့အားပေးတယ်ကိတ်တို့ကလည်းမဘန်းဘူးစိတ်ချမှအဲ့လိုမျိုးဆိုလို့ရှိရင်မန့်တာမန့်အရင်အားပေးပါတယ်လို့ဟုတ်ဟုတ်ကဲ့ပါဆိုတော့ဒီမနုရာကဒီ organization agent အနေနဲ့ဆောင်ရွက်လုပ်ကိုင်နေတယ်လို့လည်းအားလုံးကသိထားရပေါ့နော်ဆိုတော့ကိတ်ဒီတစ်ခေါက်မေးချင်တာကကြတော့အခုလိုမျိုး organization agent အဖြစ်ဆောင်ရွက်ရတဲ့အခါမှာမနုရာတို့အနေနဲ့ခက်ခဲလေးတွေရောရှိလားရှိတယ်ဆိုလို့ရှိရင်လည်းကိတ်တို့တစ်ချက်လောက်မျှဝေပေးပါအောင်ရှင် အခက်အခဲကတော့ဟိုပါပေါ့ဒီ line အခက်အခဲပေါ့နော်ဒီလုံခြုံရေးရပဲဖြစ်ဖြစ်အကုန်လုံးကတော့ဒါစိတ်ပြန်နေရမယ်ကိုယ်တိုင်ကလုံခြုံအောင်နေတာလည်းကိုယ့်ပတ်ဝန်းကျင်ကိုယ့်အဖွဲ့အစည်းကိုလုံခြုံစရာနဲ့အတူတူပဲပေါ့နော်အဲ့တော့ဒါဒီချီကောက်ခဲဝင်လို့ဆိုလို့ရှိရင် VPN ချိန်နေရပါတော့အဲ့ဒါကြီးကတားကြ VPN ချိန်လို့မရသူတို့ကလာဝယ်နေပြီအဲ့ဒါတွေကအခက်အခဲတစ်ခုပေါ့နော်ဒါဆိုပါဖို့ဆိုလို့ရှိရင်17နာရီမှာထီရပိတ်တယ်အဲ့တော့သူတို့တွေက10နာရီခွဲ10နာရီ45လောက်ကြာမှဒီနံပါတ်တွေလာပေးတယ်ဒါတွေထည့်ပေါင်းဆိုဟဲ့ဒီကပိတ်သွားပြီခါကြလို့ရှိရင်လည်း17နာရီကျော်မှလာပေးတယ်ဒါကတစ်ခုနောက်တစ်ခုကကြတော့အဲ့ကျမတို့ကကြတော့နေပြည်တော်ဆိုတော့ပတ်စံနဲ့လာထိုးတာအပြင်မှာမဟုတ်ဝယ်သလိုပတ်စံနဲ့လာပေးရဖြစ်တဲ့အတွက်အဲ့ပတ်စံကိုကျမကဒီမျိုးထီတဲ့ကိုပတ်စံကိုထည့်ရမယ် SCB ကနေထည့်ရမယ်ထည့်ဖို့မှကျမဒီဖြတ်ကမယ်ဆိုတဲ့အချိန်မှာကျမကဒီပတ်စံကိုသွားလဲဖို့ကလည်းဒါအခက်အခဲဖြစ်တယ်ပေါ့နော်ဟိုကလဲရတာနေကလည်းဆက်သွယ်ရခက်တယ်လေဆက်သွယ်ရခက်တော့ကျမအဆင်မပြေဘူးအဲ့ချိန်မှာတော့ကျမတို့အကောင်းဆုံးကတော့ကျမရဲ့မာလေတင်းပေါ့နော်ကျမလာကြည့်ကြပါဘူးထဲမှာပတ်စံလေးပေးပါဦးဒီမှာထီဖြတ်ဖို့3သိန်းပေးပါဦးဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပေါ့ကိုဇက်တို့ဆိုလို့ရှိရင်လည်းတီပွင့်တို့ဆိုလို့ရှိရင်ပတ်စံတွေကိုပေးလိုက်တာရတယ်နူရာယူထားလိုက်နောက်ကျမှပေးပေါ့နော်သူကပတ်စံတွေကိုအဲ့လိုအကောက်ထဲကိုနှမ်းထည့်ပေးလိုက်ကြတာအဲ့လိုမျိုးအခက်အခဲတွေကတော့ဒါကကြုံရတယ်ပေါ့နော်ဒါပေမဲ့တစ်ခါကျရင်ကိုကထီကဒါရောင်းချင်တယ်နေမှာချိန်ရမကောင်းဒီကြားထဲမှာလည်းဒါစိတ်လို့ကြားပြီးတာဖြစ်မှာပါကျမတို့နေနေရလဲအဲ့လိုမျိုးပေါ့လှုပ်လှုပ်ခက်ခက်ဖြစ်နေဆိုတဲ့အချိန်မှာကိုကအချိန်ကြီးကြည့်ပြီးရောင်းနေရတယ်လေနော်ဒါကြရင်ဖုန်းကြီးကင်ပြီးပြေးနေရပါတော့နော်အဲ့လိုမျိုးတွေလည်းရှိတာပေါ့ဒါတွေကတော့အခုချိန်မှာလေကျမရီပြုံးပြီးပြောနေရဆိုတော့အရင်ပျော်လို့ရီပြုံးပြီးပြောနေရဆိုတော့တကယ်တော့ကျမအရင်စိတ်ညစ်ရပါတယ်အဲ့ဒီခက်ဆဲလို့ဟုတ်တယ်ဟုတ်တယ်ဒါတွေကတော့အခုလက်ရှိမှာကိတ်တို့ဒီဒေါ်လာရင်းမပြီးမချင်းတော့ကိတ်တို့ဒါရင်ဆိုင်နေရမယ့်အခက်အခဲတွေပဲပေါ့နော်ဆိုတော့ဒီအခက်အခဲတွေကိုလည်းတက်နိုင်ဆုံးပေါ့နော်အဲ့လိုမျိုးအခက်အခဲတွေလျော့ပြီးတော့ကောင်းမွန်ဆုံးဆောင်မှုတွေပြီးနိုင်ပါစေလို့ကိတ်ကဆုတောင်းပေးပါတယ်ဟုတ်ဆိုတော့ဒီအခက်အခဲတွေကိုရောဒီလိုမျိုးကြော်နိုင်အောင်လို့ပေါ့နော်ပြောသွားတယ်အခုချိန်မှာသာရီမမောပြောနိုင်တာဒါပေမဲ့တကယ်လက်တွေ့မှာကျတော့ဒီဟာတွေကကိုယ့်အတွက်ခက်ခဲဖြစ်စေရလေနော်တခုဆိုလို့ရှိရင်ချက်ချင်းလုပ်မရတာတဆင့်လုပ်ရတာစသဖြင့်ပေါ့အဲ့လိုမျိုးအခက်ခဲတွေကိုကိုကလုပ်နေရပေမဲ့လည်းအနေနဲ့အခုဆိုလို့ရှိရင်ဒီလောက်ထိဒါပေါရောက်ဖြစ်လာပြီပေါ့နော်ဘယ်လိုပဲဖြစ်ကိုစီကနေပြီးတော့အရင်တော့ဆိုလို့ရှိရင်လည်းကန်တူးရှင်တွေခဏနဲ့ကန်ဆက်ဖူးတယ်ပေါ့နော်ဆိုတော့အဲ့လိုအခက်ခဲကိုကြော်နိုင်အောင်လို့စီမှာဘယ်လိုခွန်အားတွေကတွန်းအားပေးစေရလဲဆိုတာလည်းကိကတိချင်ပါတယ်ရှင်ဟုတ်ကျမအတွက်အကောင်းဆုံးခွန်အားတော့ကျမတို့မြန်မာနိုင်ငံကတက်ခွဲမှုပုံငယ်လေးပဲဘာဖြစ်ဖြစ်ဒီလိုမျိုးထီရောင်းမှုပဲဖြစ်ဖြစ် line သုံးမှုပဲဖြစ်ဖြစ်အခက်အခဲမရှိဘူးဆိုလို့ရှိရင်သူဖြစ်အောင်လုပ်ပေးတယ်ပေါ့နော်ဖြစ်စေရမယ်။ तू ကဘသူပြောတဲ့စကားကိုမဆို तू ကကျမတို့တော့လုံးဝကျမနဲ့သူများတငယ်ချင်းလည်းဖြစ်တယ်အပြင်မှာဒါပေမဲ့ဒီမှာကျတော့ဒီတက်ခွဲမှာကျတော့စင်းရ तू ကကျမရဲ့တက်ခွဲမှုဖြစ်တယ်။ तू ကကျမတို့တော့လုံးဝခေါင်းဆောင်ကောင်းပဲပေါ့နော်ဘသူကဘာပြော तू တေချာနားထောင်ပေးတယ်ဘလို့အခက်အခဲရှိတယ်တယောက်ချင်းနားထောင်ပေးပြီးတော့ तू အဆင်ပြေအောင်ကူညီပေးတယ်ပေါ့နော်ဒါကတော့ကျမတို့အကောင်းဆုံးတငယ်ချင်းနဲ့အကောင်းဆုံးခွန်အားနောက်တစ်ယောက်ကကြတော့နောက်ထပ်ခွန်အားကြတော့ကျမရဲ့မှာပဲတင်းတယ်ကျမတို့မှာစစ်ကြောင်းလောက်လာတာပဲဖြစ်ဖြစ်တခြားတော့အခက်အခဲတွေလည်းရှိလာပဲဖြစ်ဖြစ်ကျမသူတို့စီကိုလာပြီးတော့စကားပြောလိုက်တယ်ဆိုလို့ရှိရင်ကျမလုံးဝ energy တွေပြည့်ဝပေါ့နော်အရန်ပျော်ပြီးတော့အားတရားပြည့်ပြီးတော့ကျမငင်းမှာအလုပ်တွေကိုလုပ်နိုင်တယ်ဒါပေမဲ့ကျမတို့စီမှာအခုလိုမျိုးလှုပ်ခက်ဖြစ်နေလို့ကျမ2ရက်တော့မလာဘူးဆိုလို့ရှိရင်သူတို့အရန်စိတ်ပူရပေါ့နီးစက်ရပေါ့အမတယောက်နဲ့တယောက်မေးကြပေါ့နေတို့ဆိုလို့ရှိရင်ကိုကြားမနှိုတာဘာဖြစ်လို့မလာလဲကိုကြားကိုပြောသွားလားအဲ့လိုမျိုးပေါ့ဘာဖြစ်လို့လဲဆိုသူတို့စာတွေပို့ထားကျမတို့မှလည်းတင်းမှာဆိုလို့ရှိရင်ကျမတို့မလာဘူးဆိုလို့ရှိရင်တိအထိပါတော့လာမေးတာမနှိုတာကိုသူလည်းလာဖို့တွတ်လိုက်ပါအောင်ဆိုတော့သူက page မှာစာလာပို့ကြတယ်ဒါပေမဲ့ကျမတို့ကအဲ့ page လည်းဝင်လို့မရဘူး line တွေကမကောင်းအဲ့လိုမျိုးအဲ့တော့ကျမတို့က
အခုနောက်ပိုင်းဆိုလို့ရှိရင်အရင်ကတော့ထွက်သွားမယ်ဆိုလည်းတယောက်တည်းပဲပေါ့လေတွားလိုက်တာပဲရှင်နေကောင်းပြန်လာပြီးတော့ဒီထဲမှာစကားလာတွေ့တာပဲအခုတော့အဲ့လိုမဟုတ်တော့ဘူးပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့တန်ရောစင်ပို့ပြီးတော့ပို့ပြီးတော့ချီနှောင်လာတယ်ပေါ့အဲ့ဒီအချိန်မှာတခုဆိုလို့ရှိရင်ကျွန်မနင်းနှန်းသွားမှာပဲဖြစ်ဖြစ်လိုင်းရပြတ်နိုင်တည်ရှိတယ်ဒီဘက်မှာအချိန်နေမကောင်းဆိုလို့ရှိရင်ကျွန်မကိုကြားကိုပြောခဲ့တာပေါ့နော်ကိုကြားကျမတို့ကတော့ဒီဘက်မှာဒီလိုအချိန်နေရှိတယ်အဲ့တော့ကျွန်မနည်းနည်းပြောင်းမယ်စိတ်ဝင်နေကလေးတွေကိုပြောလိုက်အောင်ဆိုပြီးတော့မှာခဲ့တာပေါ့လေကျွန်မအတွက်အကောင်းဆုံးခွန်အားကတော့ကျွန်မတို့ရဲ့တက်ဖွဲ့မှုပုံငယ်လေးနဲ့ကျွန်မရဲ့မှာပဲတင်ပါမယ်ဟုတ်ကဲ့ပါဟုတ်တယ်အခုလိုမျိုးပေါ့နော်ခေါင်းဆောင်ကောင်းနေလုပ်ဖို့ကံဘက်ကောင်းနေကိုယ့်စီမှာရှိရဲဆိုတာလေဒါကံကောင်းခြင်းတစ်မျိုးပဲပေါ့နော်တခါကျကိုကကိုစိတ်ကဆောင်တိုင်းနောက်ကလိုက်ပြီးတော့မလုံနိုင်တဲ့အခါတွေရှိရဲဒါပေမဲ့အဲ့လိုမျိုးအချိန်တွေမှာဆိုလို့ရှိရင်အခုလိုပြောသားလိုမျိုးပေါ့နော်ကိုရဲ့လုပ်ဖို့ကံဘက်ကောင်းနေခေါင်းဆောင်ကောင်းနေကိုနဲ့အတူရှိပြီးရဲ့အခါမှာကိုမလုံနိုင်လိုက်တဲ့ကိုဘက်ကနည်းနည်းလေးလက်လက်သွားရင်ဒါမှတစ်ဖက်ကနေပေါ့နော်ကိုမိသားစုလိုမျိုးလိုက်ပြီးတော့ဖြည့်ပေးမဲ့သူတွေရှိရဒါမှအတွက်အရန်ကိုကံကောင်းတယ်ပေါ့နော်ဟုတ်ဆိုတော့အခုလိုမျိုးပေါ့နော်ဒီလိုမျိုးအမစီကနေပြီးတော့ကန်တူးရှင်နေပေါ့နော်ခဏထွက်နေတဲ့အတွက်လည်းဒီဟာကနေအမကိုအားတစ်ခုရစေမယ်လို့လည်းကိတ်ကညှော်လင့်ပါတယ်ဟုတ်ဆိုတော့နောက်တစ်ခုကကြတော့ဒီအခုကိတ်တို့ဒီအပတ်စဉ်ရှင်မှာပထမဆုက17ဆောင်ကန်ထူးသွားရပေါ့နော်ဆိုတော့17ဆောင်မှာကန်ထူးသွားတဲ့ထဲမှာ10ဆောင်ကအခုအမစီမှာကန်ထူးသွားတဲ့အမပေါ့နော်နောက်တစ်ဆောင်ကကြတော့ ranger တူးစီကနေကန်ထူးသွားတာလို့သိရတယ်ဆိုတော့အဲ့ ranger လေးကလည်းအမမတ်နိုရာတို့လို့ပေါ့နော် agent တူဖြစ်အောင်လို့သူကအရန်တူးစားနေရလို့လည်းသိထားရတယ်ဆိုတော့အဲ့အပေါ်မှာရောမတ်နိုရာအနေနဲ့သူ့ကိုအပီစကားလေးပြောပြလို့ရမလားရှင်ဟုတ်အပြည့်စကားမပြောခင်အရင်ဆုံးပြောချင်တာကဒီတစ်ပတ်ကတော့ကျမတို့အတွက်လုံးဝပေါ့နော်ဆက်စောကော့လို့ဖြစ်သွားမယ်မာပဲအတွက်ဆက်စောကော့လို့အောင်ပြောရမယ်အဲ့လိုမျိုးပေါ့စူပါ4ဒီပေါက်စင်ထွက်တဲ့ပတ်ပဲပေါ့လေဘာဖြစ်လဲဆိုတော့အဲ့ဒီ17စုလုံးကမာပဲရထွက်တာပေါ့လေခုနကကိတ်ပြောတယ်ညီမကလည်းကျမတို့မာပဲတင်ရပဲလေးမာလေးပေါ့နော်ဒီလည်း ranger ဖြစ်ဖို့စူးစမ်းနေတယ်ဆိုတော့ကျမတို့စီမှာကတော့အားလုံးရဲ့အတွေးတွေတူရှိနေတာကမပြောဘဲနဲ့တူရှိနေတာကမာပဲမှာရှိတဲ့လူတိုင်းကတစ်လကိုအထိ300ရောင်းပြီးတော့3လနေလို့ရှိရင်ranger က agent ဖြစ်ကမယ်မဖြစ်ရင်လည်းဖြစ်အောင်ဆွဲခေါ်မယ်ဝယ်မဲ့လူရှိရင်ကျမတို့ပူဝယ်မယ်ပူပြီးတော့အားလုံးက agent ကုတ်လေးနဲ့နေနိုင်ရမယ်အဲ့လိုမျိုးပေါ့agent ကုတ်လေးနဲ့ထီရောက်ရမယ်ကိုထီလက်မှာကိုယ့်ရဲ့ agent ကုတ်လေးပါလာတာဒါကိုခုံယူပြလေးဆိုပြီးတော့ကျမတို့ဆိုလို့ရှိရင်လည်းဒီဘက်ခေါ်ခဲ့တာလေကျမဆိုလို့ရှိရင် ranger ဘဝကနေလာတယ် ranger နေလာပြီးတော့ကျမတို့မြေပြင်မှာအချိန်နေမကောင်းတော့ကျမဇက်တိုက်တစ်လပြီးတစ်လသေးတယ်ပေါ့နော်300အောင်ပြည့်ဘူးနောက်ကျတော့ကိုကြားပေါ့ကိုကြားကကြည့်ရမယ်ကိုကြားရဲ့စစ်တီရဲ့သူတို့တားတက်ကြွတာညောင်ပြည့်ကိုပြရမယ်ဆိုတော့ကျမဝိုင်းဖြည့်ပေးကြတယ်သူတို့ဒီမှာထီလာဝယ်တဲ့လူတွေဆိုလို့ရှိရင်ကျမစီကိုသူကတစ်ဆင့်ဝယ်ပေးတယ်ဝယ်ပြီးတော့ကျမကိုဝင်မဖြည့်ထားတယ်လို့ရှိရင်လည်းကိုဇက်ကဖြည့်ပေးတယ်အဲ့လိုမျိုးနေနေလို့ဆိုလို့ရှိရင်လည်းဒါသူတို့ကြည်ပပေါ့နော်ဒါသူတို့ဒီအယုတ်တွေအများကြီးနဲ့ရှောက်သွားနေတဲ့ကောင်မလေးသိရမှာ agent လေးနေလေးသူဆိုဝယ်တဲ့ထီတွေကိုကျမစီမှာသူတို့လာဝယ်ပေးတယ်မနိုလား300ပြည့်အောင်လို့အဲ့ဒါမှ300လပြည့်မှ agent ဖြစ်မယ်ဆိုတော့ကျမတို့ကလည်းသူကအဲ့လိုပဲဆွဲခေါ်ခဲ့တယ်ဆိုတော့ကျမတို့မှာပဲတင်းနေမှာရှိတဲ့ဒီကလေးမှမဟုတ်ဘူး ranger ဖြစ်နေတဲ့လူတွေအကုန်လုံးကကျမတို့က agent ဖြစ်ခေါ်သွားမှာအတူတူကျမတို့တွေရောင်းကြမယ်ပေါ့နော်အထီတွေအများကြီးရောင်းကြမယ်အတူတူပျော်ကြမယ်အဲ့လိုမျိုးပေါ့ဟုတ်မတ်နိုရာဖြေသားတဲ့အဖြေကိုကိတ်ကြားပြီးတော့ဗောနော်ကိတ်က ranger မဟုတ်ပေမဲ့လည်းကိတ်တောင်မှအားတစ်ခုဖြစ်တယ်ဗောနော်ဘာလို့လဲဆိုတော့ကိုဗောနော်မှာ ranger ကနေပြီးတော့ agent ဖြစ်ဖို့ဒီကနေဝိုင်းပြီးတော့ support လုပ်တဲ့သူတွေရှိတယ်ဒီလိုမိသားစုရှိနေရဆိုတဲ့ဟာနေကိုဒါလုံးဝအားတစ်ခုဖြစ်နေဗောနော်ဆိုတော့အခုလိုမျိုးမတ်နိုရာတို့ကလည်းagent ဖြစ်နေပေမဲ့ဗောနော်ဒီလိုမျိုး ranger တွေကိုလက်တွဲခေါ်ပေးရတဲ့လည်းကိတ်တော့ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ဟုတ်ဆိုတော့ဒီကန်တူးရှင်တွေကိုပေါ့နော်အပတ်စဉ်ပေါ့နော်ဖော်ထုတ်ပေးနေတဲ့ဒီစူပါဖိုးကိုဒီမပြတ်မကွက်ကန်ဆန်းဖို့ကိတ်ကနောက်ဆုံးအနေနဲ့ lucky charm လေးဖြစ်တဲ့မတ်နိုရာရဲ့တိုက်တွန်းစကားလေးကိုထပ်ပြီးတော့လိုချင်တာပါဘာဖြစ်လို့လဲဆိုတော့ပေါင်မုံရှစ်လုံးပိုင်ရှင်မတ်နိုရာကတိုက်တွန်းပေးလို့ရှိရင်အားလုံးကပို့ပြီးတော့စကားနားထောင်ကြမယ်လို့လည်းကိတ်ကထင်လို့ပေါ့နော်ဆိုတော့အမအနေနဲ့တိုက်တွန်းစကားလေးကိတ်ကိုပြောပြပါအောင်ရှင်ပမုံစစ်လုံးပိုင်ရှင်ဆိုတာကျမကဒါမင်းရှိရောက်တဲ့အမိုက်လို့သိကြတာပေါ့နော်ဒီမှာပဲတင်ပါဖြစ်ဖြစ်ဒီမှာပဲဖြစ်ဖြစ်ပေါ့နော်ကျမကိုလင်းရှိရောက်ယူမယ်အဲ့လိုမျိုးအများနဲ့ပြောနေကြဆိုတော့လင်းရှိရောက်တဲ့အမိုက်လို့သိရပါဒါပေမဲ့တခြားလူတွေလည်းကျမလိုလင်းရှိရောက်ယူမယ်ဆိုရင်တော့မှကျမလောက်တော့ဒီလက်ကရှိမှာမဟုတ်ဘာလို့ဆိုကျမမန်ယူပန်လေအော်
အမရှိတ်လိုက်ဂိတ်ဖန်တူတူပဲ တချို့တွေလိုမျိုးပေါ့နော်အဲ့လိုမျိုးပေါ့ဟိုပြားတုတ်ခံရတာလို့ဘာလို့မဟုတ်ဘူးပေါ့အဲ့လိုအတင်းဖန်နေမဟုတ်ဘူးပေါ့နော်ဟိုတက်ကန်ကတော့ sorry နော်အဲ့လိုမျိုးပေါ့ဒီကျမတို့အမျိုးသားညီညွတ်ရေးအစိုးရကတရားဝင်ရောင်းချနေတဲ့နေဦးတစ်လတစ်ခါထွက်တဲ့နေဦးချီတစ်စောင်း1000ကျပ်နဲ့ဝယ်လို့ရတယ်နောက်စူပါဖိုးတစ်ပတ်ကိုတစ်ခါထွက်တယ်ဒီလက်ဆက်နာရန်ထွက်တဲ့တစ်စောင်း1000ကျပ်နဲ့ဝယ်လို့ရတယ်ဒီရောင်းရတဲ့ပတ်စံတွေကထီစုကြီးအဖြစ်အခုလိုမျိုးထီပေါက်တဲ့လူတွေကိုပြန်ထုတ်ပေးတယ်နောက်ပြီးတော့ဒီထီရောင်းရငွေတွေက CDM နေစီကိုပေါ့နော်စနစ်တကျစီစဉ်သွားတယ် CDM တွေကတော့အများကြီးရှိတယ် CDM လောက်ထားလူတွေပေါ့နော်ဒီထီကိုစရောင်းခဲ့တဲ့ရည်ရွယ်ချက်ကလည်းပေါ့နော်ကျမကိုယ်တိုင်လည်း CDM engineer တယောက်ဖြစ်တယ်အဲ့တော့ဘောကတူ CDM တွေကျမတို့ပတ်ဝန်းကျင်မှာရှိတယ်ဟို CDM ဖြစ်တယ်စစ်တေးဆောင်မှာဖြစ်နေတယ် CDM ဖြစ်တယ် PDF ဖြစ်နေတယ် CDM ဖြစ်တယ်တခြားနေရာကိုပေါ့နော်ခက်ခက်ခဲခဲနဲ့သွားပြီးတော့ရှောင်တိတ်နေရတဲ့လူရှိတယ်ဒါတွေက CDM တွေစီကိုဓာတ်ရိုက်စီးစစ်မယ်ဆိုတာကိုဟိုဒါကျမတို့ရဲ့မြို့သားမျိုးရေးဆိုရလဲတရားဝင်ထုတ်ပြန်ထားလိုက်ပေါ့နော်အားကြောင့်မို့ကျမတို့ကဒီထီကိုရှောင်ပေးတာရှောင်တယ်ဆိုတာကလည်းကျမတို့တွေရဲ့လိုအပ်ချက်တွေအကုန်လုံးကိုဒါပြည်သူတွေကအများကြီးပြည်သူတွေပေါ့နော်ပြည်တွင်းပြည်ပပြည်သူတွေကစစ်ဆောင်နေဆိုလို့ရှိရင်သူတို့ကိုယ်တိုင်တော့စစ်ဆောင်နေရတယ်နော်ဒါပေမဲ့ကျမတို့တွေကိုသူတို့တွေထောက်ပံ့တယ် CDM တွေဆိုလို့ရှိရင်လည်းသူတို့ကိုယ်တိုင်တော့ဘဝတွေခက်ခဲနေရတယ်ဒါပေမဲ့ကျမတို့ကလိုအပ်ပါတယ်ဆိုတာကျမတို့တို့အမြဲတမ်းအစင်လေးရှိတယ်ဒါကျမတို့နဲ့တသားလေးရှိနေဆိုကျမတို့ကလည်းတခုခုပြန်လုပ်ပေးနေတယ်ကျမတို့ကပဲယူတော့လက်ဖြစ်နေတာလေအဲ့လိုမျိုးဆိုတော့တခုခုပြန်လုပ်ပေးနေတယ်ဆိုတဲ့အချိန်မှာကျမနဲ့ကျမရဲ့တက်ခွဲမှုကိုယ်မလေးကတိုင်ပင်ပြီးတော့ဒီထီကိုရောက်မယ်ဆိုပြီးတော့ဒါ Ranger program ကိုစပြီးတော့ကျမတို့ရှောက်ခဲ့ကြတာပေါ့လေရှောက်ခဲ့ပြီးတော့ဒါ Ranger နေ agent ဖြစ်တယ် agent နေမှာ organization agent အဖြစ်တစ်ဆင့်ဒါတက်လာကြတာပေါ့ဒီမှာဆိုလို့ရှိရင်အရန်ပျော်ရတဲ့အခိုက်အတန့်တွေကအခုလိုမျိုးဒီထီပေါက်လို့ကိုယ်စီကကန်ထူးရှင်တွေထွက်လို့ပေါ့နော်လာဖြေရတယ်ဆိုတာထက်လေဒီကျမတို့ဒီအညာဒေသမှာဆိုလို့ရှိရင်ဒါ CDM အယောက်90အတွက်ဒီ NUG အစိုးရကနေပြီးတော့မြို့ထီရောင်းရတဲ့ပတ်စံတွေကနေပြီးတော့ CDM ကိုထောက်ပံ့ထားပါတယ်အဲ့တော့ CDM 90စာထောက်ပံ့ပေးကြနေပါတယ်ဒါကိုယ့်ရဲ့ဟိုပေါ့နော်အဖွဲ့အစည်း TTC ကိုဆက်သွယ်ပြီးတော့ဒါရောက်ထုတ်ယူပါဆိုတဲ့သတင်းတွေကိုလေကျွန်မမြေပြင်မှာခဏကြားရတယ်ပြီလားအဲ့ဒီအချိန်မှာလေကျွန်မအရန်ဝမ်းတာတယ်ဘလို့ဝမ်းဖြစ်လေဒီလိုခက်ခဲနေတဲ့အချိန်မှာနော်ခက်ခဲနေတယ်နောက်ပြီးတော့စစ်ကြောင့်သူတို့တွေကဟိုစားတော့တာလည်းခက်ခဲနေတယ်နေရထားလည်းခက်ခဲနေတယ်ကျမ်းမာကြီးလည်းခက်ခဲနေရဆိုတဲ့အချိန်မှာဒီလိုငွေကြေးလေးကရသွားတယ်ဆိုတာကိုသူတို့ဒီမှာလည်းခွန်အားဖြစ်တယ်ငါတို့တွေ CDM လုပ်ခဲ့တယ်လိုအပ်ဖြစ်ငါတို့ယုံကြည်တယ်ဒီအစိုးရကိုဒီအစိုးရလည်းငါတို့အတွက်ကိုလိုပြန်ကြည့်ပြီးတယ်တက်နိုင်တယ်လို့လုပ်ပေးနေတယ်ဆိုတော့ဟိုစကားတွေကိုကျမပြန်ကြားရတယ်ပေါ့နော်ကျမအမျိုးသမီးတယောက်ဖြစ်တဲ့အတွက်ဒီအမျိုးသမီးတွေကနေပြန်ကြားရတယ်ပေါ့နော်ဟိုဝမ်းသာတယ်အားကြောင့်မို့ထောက်ပံ့ပေးလို့ရလာလို့ဒါမျိုးထီငါ့ကို9000ပေးပါအောင်ထိုးသွားအောင်လေဆိုပြီးတော့အဲ့လိုဝယ်ဝါးကြတဲ့ဆီယာမာလေးတွေရှိတယ်ဒါပတ်ဝန်းကျင်မှာလည်းရှိတယ်နောက်ကုနာပြုလေးတွေရှိတယ်ကုနာပြုဆီယာမာကြီးတွေလည်းရှိတယ်အဲ့လိုမျိုးတွေဆိုတော့လေကျမအနေနဲ့ဒီလိုပြန်လုပ်ပေးနိုင်တာကိုလေကျမအရန်ဝမ်းသာတယ်ဒါပေမဲ့ဟောင်းစံတိုင်းမှာပဲကျမတို့ကလှုပ်အချိန်ကြီးဆိုတော့ရောင်းဖို့ကလည်းတိတ်ရောင်းနိုင်လို့ဆိုတဲ့အချိန်မှာတော့ဒါကျမတို့ရဲ့ marketing ကပို့ချပေါ့နော်သူဆိုလို့ရှိရင်သူ့ရဲ့ရောင်းအားတွေကိုလုံးဝ short ချပလိုက်ပြီးတော့ကျမစီမှာသူကဒီတွေဝယ်ပေးတယ်သူစီကဝယ်တဲ့လူတွေကတစ်စင်ကျမစီမှာဝယ်ပေးတယ်ဝယ်ပြီးလို့ရှိရင်ဒါက volunteer agent ဖြစ်ကျမတို့ဟိုရရတယ်ပေါ့နော်ဒီပတ်စံတွေကကျမတို့တက်အတွက်လည်းဒါရိတ်ခါတွေဖြစ်သွားတယ်ဒါတွေကပြန်စည်းစင်းတာပေါ့နော်ဒီအကြောင်းလေးအတွက်ကျမတို့ရိတ်ခါပိုးတွေလည်းဖြစ်လို့ CDM ကိုထပ်မံပြီးနိုင်တယ်ဖြစ်တယ်ဆိုတာပေါ့နော်အရန်ကိုပေါ့နော်တခုတည်းအတွက်ပဲအကျိုးရှိတာမဟုတ်ဘူးဟိုအဖက်ဖက်ကအကျိုးရှိနေတာပေါ့နော်အဲ့ဒါကြောင့်မလို့မျိုးထီဖိုးတယ်ဆိုတာကထီကန်ဆန်းတာတခုလည်းမဟုတ်ပါဘူးကျမတို့အတိုင်းရင်းတစ်ခွက်တွေကိုကူညီပြီးသားဖြစ်လို့နောက်ပြီးတော့ဒီ CDM လေးစီကိုလည်းဒါလုံဆုံတဲ့နည်းနဲ့လုံစုံကူညီပြီးသားဖြစ်တယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ကျမတို့ကလူတိုင်းကိုခလင်းခေါ်မကျွေးနိုင်ဘူးလေလူတိုင်းနေလည်းကျမတို့ကမသိဘူးဒါပေမဲ့လူမျိုးထီထိုးလိုက်တဲ့ပတ်စံကလူဒုက္ခရောက်နေတဲ့လူတွေယုံကြည်ချက်အတွက်ဟိုဇာတူးတွေကိုယ့်ရဲ့တက်မြောက်မှုတွေကျွမ်းကျင်မှုတွေကိုဆွမ်းလွှတ်ပြီးတော့ဒုက္ခခံပြီးတော့ဒီထဲမှာပေါ့နော်အာနာရှင်ကိုတိုက်ထုတ်နေတဲ့ CDM တွေအတွက်ကိုစီစဉ်သွားတယ်ဆိုတာပေါ့နော်ဒါကလည်းကောင်းကျိုးတွေဖြစ်ပါတယ်အားကြောင့်မို့မျိုးထီစူပါဘိုးကိုကန်ဆန်းကြပါစူပါဘိုးကတော့တစ်ပတ်တစ်ချိန်ထွက်ပါတယ်မျိုးထီကတော့တစ်လတစ်ချိန်ထွက်ပါတယ်လူကန်ဆန်းရင်းနဲ့လေအခုလိုမျိုးပေါ့နော်ကျမနဲ့ကန်ဆက်တာပဲဖြစ်ဖြစ်တခြား agent တွေရင်းစားမောင်နှမတွေနဲ့ကန်ဆက်တာပဲဖြစ်ဖြစ်ကိုတိုင်းရဲ့ထီကန်နဲ့ရှိနေတာပဲဖြစ်ဖြစ်အခုလိုမျိုးငွေ1000ရင်းပြီးတော့လေ10သိန်းဖြစ်နိုင်တယ်လို့ငွေ1000အခုကျမစီမှာလာထိုးရတဲ့အမလို့ပေါ့နော်ငွေ1000ရင်းပြီးတော့လေ300ဖြစ်သွားနိုင်ပါတယ်ကျမစီမှာဆိုလို့ရှိရင်ဒီစူပါဖိုးကနေပဲဂရီစု350စုလည်းဖတ်ဖို့လေ10သိန်းစုလေး5သိန်းစုလေးဒါ
ဒါလေးလေကျမစီမှာထွက်တယ်ပေါ့နော်အဲ့ကြလို့ရှိရင်ကျမစီမှာလာထိုးရလူရထုံးစံတိုင်းလေဒီပါလူကြီးတော်တော်ရှားတယ်ပေါ့နော်ရေပြင်မှာအတူတူရှိနေတယ်ကိုပတ်ဝင်းစင်ကိုဘေးနားမှာရှိတဲ့လူတွေကထိုးကြတာနွေဦးထီဆိုလို့ရှိရင်လည်းဒါ30အစုပေါက်သွားလဲကိုကြားတော့ကျမနဲ့ဒါထီတဲ့ဆင်းဆင်းပေါ့နော်ထီဒီမာဗယ်တင်းတွေကမောင်နှမတွေပဲပေါ့လေအဲ့လိုမျိုးတွေဆိုတော့လေပျော်လဲပျော်ရတဲ့အပြင်ကျမတို့နဲ့လည်းဒါတယောက်နဲ့တယောက်ကကိုကဒီကံပဲရှိရဆိုမှတစ်ဖက်ကလည်းတခြားကံလေးရှိနေတော့ထီကန်ဆက်ပြီးတော့အခုလိုမျိုးထီစုကြီးလည်းပေါက်နိုင်ပါလေအဲ့ကြောင့်မို့ကျမစီမမဟုတ်ဘူးတခြားagent တွေ ranger တွေဒါမှကိုတိုင်းထိုးတာပဲဖြစ်ပေါ့နော်ထီကန်လေးကိုစမ်းကြည့်ကြပါလို့ကျမပြောချင်ပါတယ်ဟုတ်ကျေးဇူးပါ ဟုတ်ကဲ့ပါဟုတ်ကိန်းနဲ့မနိုရာနဲ့တောင်မှကန်ဆက်မလားမသိဘူးเนาะမန်ယူဖန်ဖြစ်ထားခြင်းလဲတူတယ် ဒါပေါ့ ပြီးတော့ကိတ်ကလည်းအညာမြင်ရပဲတကယ်တော့လေအညာပဲ ဒါဆိုလို့ရှိရင်တော့ပြောပြပြီပေါ့ အညာသူလေးပဲဆိုတော့သွေးကလည်းဆက်နေပြီလားပေါ့နော်ဆိုတော့ထီကန်လည်းဆက်မယ်လို့ယုံကြည်ဒါဆိုတော့ဒီ interview ပြင်မနိုရာစီကိုလာထိုးမှာပဲเนาะလာထိုးတယ်တကယ်လို့မှကိတ်တာအုံမှာတက်မလားဒီလိုမျိုးပဲပောက်တယ်ဆိုလို့ရှင်တော့မနိုရာရေမနိုရာတို့เนาะမနိုရာတို့တက်ကိုကိတ်ကတဝက်လောက်ကြီးကိုလူပစ်လိုက်မယ်ပါเนาะအဲ့လိုမျိုး အဲ့ဒါပြောဖို့နေနေရ ဟု တိ တ် တ်အဲ့ဒီအမ ဟုတ် ကဒီစူးကြီးထုတ်တဲ့အချိန်မှာထုံးစံအတိုင်းပဲပေါ့လေ तू ကဘာတော့မှမ ဟု ရှိ တ် ဘူးလေ သူ့ ဟုတ် ငွေသားပြန်ထုတ်ပြရဖို့ဖြစ်လာပြီးဆိုတဲ့အချိန်မှာမျိုးဦးထီရဲ့ထုံးစံကတော့တိတ်တို့လည်းသိရတဲ့အတိုင်းပဲလေအခုပေါက်ရင်အခုချက်ချင်းကောက်ထဲရောက်တာဒါမှမလိုက်ထုတ်နေကြ ဟု မ တ် လို့စူပါဟိုးကလည်းအခုပေါက် ဟု တယ် တ် ဆို တယ် လို့ရှိရင်အခုချက်ချင်းကောက်ထဲရောက်တာဆိုတော့အဲ့ချိန်မှာ300ကျော်ရ ဟုတ် ရောက်လာအမက10သိန်းစု10စုလည်းမဟုတ်ဘူးနောက်ဆုံးနံပါတ်တစ်လုံးတူ10စုလည်းထပ်ပေါက်သေးတယ်3လေ อ๋อ နောက်ဆုံးတစ်လုံး3ဆိုတော့အဲ့ဒီဥစ္စာပါအမကပေါက်သေးတာအဲ့တော့ อ๋อ 300နဲ့2000ရတာရ อ๋ တဲ့အချိန်မှာအမက อ ဒီထီစုကြီးကိုထုတ်ပေးဖို့ကျမကိုပြောလာတဲ့အချိန်မှာကျမကလည်းဒီမျိုးထီကရောက်လာတဲ့စုကြီးပတ်စံတွေကို SCB တွေကိုပြောင်းတယ်ပြောင်းပြီးတော့အမကဘာအကောင့်မှမရှိဘူးဆိုတဲ့အချိန်မှာငွေသားလေးပဲပေးပါဆိုတော့ငွေသားထုတ်ယူဖို့ဒါကျမကိုကူညီပေးကြတယ်ကျမတို့မာဗယ်တင်းကဒါကိုကြားတို့ကိုဆက်တို့ပဲဒါတစ်စင် ဟု ပေါ့ တ် နော် INC ဆက်သွယ်ပြီးတော့အဲ့ဒီကနေပြီးတော့ဒါငွေသားထုတ်ပြီးတော့ဒါပြန်ပေးခဲ့တာပေါ့နော်အမက ဟုတ် ငွေသားပြန်ပေးတဲ့အချိန်မှာကျမတို့တက်ကိုလိုတဲ့နေရာမှာသုံးပါအရိတ်ခါဘိုးဖြစ်သုံးပါဘေးကင်းကြပါလို့ဆိုပြီးတော့ငွေ9သိန်းကျပ်ပြန်လှူသွားပါတယ်လို့အဲ့ဒါလေးလည်းကျမ page မှာ certificate နဲ့အတူတင်ထားပါတယ်လို့ပြောချင်ပါတယ် ဟုတ် ဟုတ် ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဆိုတော့အခုလိုမျိုးဒါဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်အမခုနအရှိမကြီးလည်းပြပြသွားတယ်ဒီຫນွေဦးထီတွေစူပါ4တွေကကိုနဲ့ကန်ဆက်တယ်ဆိုလို့ရှိရင်ဒီအမကြီးလိုမျိုးစုတီအကြီးကြီးတွေလည်းပေါက်သွားနိုင်လို့တကယ်လို့မှကိုကပေါ့နော်ကန်ဒါထီကန်မပါသေးလို့မပေါက်သေးဘူးဆိုလို့ရှိရင်လည်းတခြားအဖွဲ့အစည်းတွေ CDM တွေအမတို့လိုမျိုးအဖွဲ့အစည်းတွေကိုအများကြီးအကျိုးပြုရပေါ့နော်ဆိုတော့အခုလိုမျိုးအဲ့လိုအပြန်အလှန်အကျိုးပြုနေတဲ့ကြားကနေမှကိုပေါက်သွားတဲ့ထဲကနေပြီးတော့ပြန်ပြီးတော့မှဒီကိုယ့်ရဲ့ဒီပေါ့နော်အဖွဲ့အစည်းကိုပဲပြန်ပြီးတော့ဒီငွေတွေကိုစီစဉ်စေရတဲ့အတွက်လည်းကန်တူးရှင်အမကိုကျေးဇူးအများကြီးတင်ပါတယ်လို့ကိကတီကနေပြီးတော့ထပ်ပြီးတော့ပြောလိုက်ပါရစေရှင်ဟုတ်ဆိုတော့ဒီပေါ့နော်မန်နိုရာတို့ဒီ organization agent နေပြီးတော့အခုလိုမျိုးပေါ့နော်အရန်မိုက်တဲ့ကန်တူးရှင်တွေကိုအများကြီးထပ်ပြီးတော့ပေါ်ထပ်လာပါစေလို့ကိကဆူတောင်းပေးလိုက်ပါတယ်နောက်တစ်ခါကန်တူးရှင်တွေမှာကိတ်လဲပါလာနေလဲဆိုတော့အမစီကိုတော့ကိတ်ဆက်လာခဲ့ပါမယ်နော်ဘာလို့ဆိုတော့ကန်ဆက်နေရလို့ခံစားနေရဒီ interview မှာ ဒါပေါ့ man fan လေး man fan လေး ဟုတ်တယ် man fan တွေတွေးညီရယ်နော်အမပြောလိုက်တချို့ရေလို့အတန်ပိတ်နေမှာမဟုတ်ဘူးနော်အမရဟုတ်ကဲ့ပါဆိုတော့အခုလိုမျိုးမန်နိုရာရဲ့အပျော်တွေပြီးသားလို့ရှိရင် ranger agent စရယ်ပေါ့နော်ညီကိုမောင်နှမတွေအတွက်လည်းမန်နိုရာရဲ့စကားတွေကတကယ်ကိုခွန်အားဖြစ်စေတဲ့အတွက်အခုလိုမျိုး sharing လုပ်ပေးသွားလို့မန်နိုရာကိုဂိတ်တို့ super food အဖွဲ့သားများကကျေးဇူးအထူးပဲတင်ပါတယ်ရှင်ဟုတ်ဆိုတော့နောက်ဆုံးအနေနဲ့ကတော့မန်နိုရာအနေနဲ့ super food ချစ်သူတွေကိုအမှတ်တရစကားပြောချင်တာလေးရှိသေးလားပေါ့နော်ရှိတယ်ဆိုလို့ရှိရင်ပြောပြဖို့တောင်းဆိုပါရစေရှင် ဒါစူပါဖို့ချစ်သူတွေကိုပြောချင်တာကကျမရေးကြည့်ချက်ကြပါကိုကနေကောင်းချမ်းမာနေမှာအနာရှင်ကိုအဆုံးထိတိုက်ထုတ်နိုင်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဘလိုပဲဖြစ်ဖြစ်ပေါ့နော်ဘလိုအချိန်တွေပဲကြုံစိတ်ကိုအေးစင်းစမ်းတည်တည်ငြိမ်ထားပါစိတ်အေးချမ်းဆိုလို့ရှိရင်ဒါအမှားတွေလုံးဝချက်တယ်ဘာဖြစ်လဲဆိုတော့အခုချိန်မှာအမျိုးမျိုးသောတွေးထိုးမှုတွေပေါ့နော်ဒါအဲ့လိုမျိုးတွေကြားနေရတယ်ဆိုတဲ့အချိန်မှာဒါလေးတွေကိုကိုကမျှော်မြင်ရှိလေးနဲ့ပေါ့နော်စဉ်းစားသုံးသပ်ချစေချင်ပါတယ်နောက်တစ်ခုကတော့ရှေ့ဆိုလို့ရှိရင်သိမကြခင်မှာမြန်မာလူမျိုးတွေရဲ့အခါသမယပေါ့နော်အချိန်ကရောက်လာတော့မှာပါအဲ့ဒီအချိန်ကြလို့ရှိရင်လည်းဒါလူငယ်တွေသွားလာကို view site ဆင်ပြီးတော့သွားနေချင်ပါတယ်ကျမတို့ကတော့ဒါအများကြီးဖြစ်တဲ့အတွက်ဒီနေရာတွေကလုံးဝမအေးချမ်းပါဘူးအေးချမ်းတော့လူငယ်တွေကတော့ဒါလူငယ်တော့ပျော်နေတယ်နော်ကျမတို့လည်းငယ်တော့ဒါပျော်ခဲ့ရတယ်ဆိုတော့ပျော်ပါလဲဒါကြိုက်တာဆိုတော့
အာဏာရှင်ကဖမ်းခေါ်သွားတယ်ဆိုလို့ရှိရင်ဒါစစ်မှုထမ်းမှာစစ်မှုထမ်းရမယ်ပြည်သူစစ်ဖြစ်မယ်ဒါဆိုလို့ရှိရင်ဘယ်လိုနဲ့ပြန်တက်ကျမတို့လည်းပဲပြန်တက်မယ်ကျမတို့ကလည်းဒီလူတွေကိုမတက်ရှင်ဘူးဒါကျမတို့တွေးသားတွေပဲလေကျမတို့တမီပဲနေကြတာတရေတဲ့တက်တာအတူတူကျမတို့ရှိခဲ့ကြတာဆိုတော့ဒီကလေးတွေကလည်းကျမတို့ကလေးတွေပဲကျမတို့ညီကိုမောင်နှမတွေပဲဆိုတော့အခုလိုမျိုးဆိုလို့ရှိရင်သွားလာလာလေးလည်းအချိန်နဲ့အခါနဲ့အိမ်ပြန်ဖို့ယူတဆိုင်နေကြဖို့လုံးလုံးစုံစုံနေကြဖို့ကျမအားလုံးပြောချင်ပါတယ်ဟုတ်ကျေးဇူးပါဟုတ်ကဲ့ပါအခုလိုမျိုးတန်ဖိုးရှိရဲ့အမှတ်တရစကားလေးကိုပြောပြရတဲ့အတွက်လည်းမက်နူရာကိုထပ်ပြီးကျေးဇူးတင်ပါတယ်ရှင်ဟုတ်ဆိုတော့အားလုံးပဲသူများတွေကတော့ super food မှာတစ်ပေါင်းပဲရင်းပြီးတော့300ယူကုန်ပြီပေါ့နော်ဆိုတော့ကိုယ်တိုင်နောက်ကျမကြမ်းခဲ့ဘူးဆိုရင်အခုပဲမက်နူရာတို့လို organization agent တွေမှာထိုးလို့ရသလိုကိုနဲ့နီးစပ်ရာ agent ranger တွေကနေတဆင့်လည်းသွားထိုးလို့ရပါတယ်ဒါမှမဟုတ်ကိုယ်တိုင်ကန်ဆန်းကျင်တယ်ဆိုလို့ရှိရင်လည်းအရန်လွယ်တယ်များထိုးရင်များကန်ထိုးနိုင်မှာဆိုတာကဒီ interview ကလုံးဝတက်တည်ပဲပေါ့နော်ဆိုတော့ဒါကြောင့်မလို့မှဖို့မပြတ်မကွက်နဲ့ပတ်စင်ကန်ဆန်းကြဖို့ကိကထပ်ပြီးတော့တိုက်တွန်းလိုက်ပါတယ်ရှင်အားလုံးပဲစုကြီးတွေကိုကန်ထိုးနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နောက်ခေါက်တွေမှာပြန်တွေ့ကြပါမယ်အေဂျင့်လုံကျန်းတဲ့နေ့တွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲတက်တာလူတကာထိုးတဲ့စူပါဖိုးလာပါပြီခင်ဗျာ